နေ့ပွဲတစ်ပွဲမှာချောမောတဲ့ယုံတကောင်ကချစ်စရာကျမတကောင်ကိုချစ်မိသွားတယ်လူမှုဆန်နှုံးတွေကိုမစင်စားတော့ပဲသူတို့နှစ်ကောင်အတူတူနေလာကြတယ်လက်ထပ်ပြီး3ရက်မြောက်နေ့မှာဦးတလုံးပေါက်လာပြီးသူတို့ရဲ့ပထမဆုံးကလေးမွေးဖွားလာတယ်ညလုံးကြီးကြီးလေးကမိမနှစ်ယောက်ရဲ့နှလုံးသားကိုတိမ့်ပိုက်သွားတဲ့ယုံလေးနှစ်ပြည့်တဲ့နေ့မှာမိဘတွေကကာရက်ကိတ်နဲ့အံ့ဩစေတယ်ဒီနေ့ပြီးရင်ပထမဆုံးအကြိမ်ကျောင်းတက်ရတော့မယ်ဆိုလို့စိတ်လှုပ်ရှားပြီးစိုးရိမ်နေကြတယ်ကျောင်းမှာတော့စကားများလုံးမငြိမ်မသက်ဖြစ်လို့ဆရာမကစူရဲလူရှိမှစူခံရတော့ယုံလေးစိတ်လှုပ်ရှားပြီးရုတ်တရက်ရောင်စုံဦးတလုံးထွက်ချလိုက်တယ်အတန်းပေါ်တွေအားလုံးရင်မောကြတယ်ကျောင်းပြီးတော့အိမ်ပြန်လာတဲ့အချိန်ဝက်တကောင်နဲ့မွေတကောင်ရုတ်တရက်ထွက်လာတဲ့ထိလန့်သွားပြီးနောက်ထပ်ရောင်စုံဦးတလုံးထွက်ပြီးရှက်ရှက်နဲ့ပြေးထွက်သွားတယ်အိမ်ရောက်တော့မိဘတွေအားပေးတာကိုမနားထောင်ပဲအခန်းထဲပိတ်ဝင်သွားတယ်ဘာမှလည်းနားမလည်နိုင်တော့ဘူးမိဘတွေကိုတော့မုန်းလာမိတယ်ငါလိုထူးဆန်းတဲ့ကလေးကိုမွေးခဲ့ရတာလေလို့စဉ်းစားတယ်နောက်နေ့မနက်မိဘတွေတကားဖွင့်လိုက်တော့အယောင်စုံဦးတလုံးပဲကြံခဲ့ပြီးယုံလေးအိမ်ကနေထွက်ပြေးသွားပြီးလမ်းလည်းမသိဘဝရဲ့အတိတ်ပေတော့မမြင်နိုင်တော့ဘူးအဲ့ဒီအချိန်မိန်းကလေးငယ်တယောက်အနားလာခဲ့တယ်ထိတ်လန့်ပြီးနောက်ထပ်ဦးတလုံးထွက်လာတယ်အဲ့ဒီကနေသူစိတ်လှုပ်ရှားတိုင်းဥချနိုင်တယ်ဆိုတာလူတွေသိလာကြတယ်သတင်းတွေမှာပါလာတဲ့ကုမ္ပဏီကြီးတွေလက်မှတ်ထိုးချင်လာကြတယ်ရှက်တက်တဲ့ကလေးယုံလေးကတညာရင်းနဲ့စူပါစတားဖြစ်သွားတယ်ချမ်းသာမှုကြော်ကြားမှုအားလုံးရလာတယ်မိဘတွေကတော့ TV ကနေတားကိုကြည့်ရင်ချစ်နေကြတယ်နောက်ဆုံးယုံလေးမိဘတွေကိုတတိယလာတယ်အရာအားလုံးစုံပြီးအိမ်ပြန်လာတယ်အဲ့ဒီအချိန်မှာပဲအိမ်ဆိုတဲ့အတိတ်ပဲကိုနားလည်သွားတယ်